ပါရှင်သမီးကတော့မဲလေးတိုင်းဒေသကြီးရမဲတင်းခရိုင်ရမဲတင်းမြို့နယ်ခြေသားဆယ်တွင်းကြည့်ရမှာအဖဦးအောင်စောလက်သမီးမညံယူပဲဖြစ်ပါရဲ့ရှင်အုပ်စုနံပါတ်2ပါဗျာမေဘုံသေချာနားထောင်ပါဖြည့်တဲ့အခါမှာလည်းမိုက်လေးနဲ့ကပ်ဖြည့်ပေးပါအဖြည့်မရှင်းလို့ဝါပြစ်သွားရင်ကိုယ့်အတွက်နစ်နာမယ်နော်မေဘုံနံပါတ်1ဗုဒ္ဓဝေဒေသနာတော်ကိုဟောကြားတော်မူပါယံလျှောက်ထားတောင်းပန်သောမထေသည်မြည်သည့်မထေဖြစ်သည်ဖြေပါအရှင်သာရိပုတ္တရာမထေပါဗျာမေဘုံနံပါတ်2ဖျားလောင်းတော်ဖွားမြင်တော်မူသောအခါမြည်သည့်နက္ခနှင့်ရှင်၍ဖွားမြင်ခဲ့ပါသည်ဖြေပါဥတ္တရာတဲ့နက္ခနှင့်ဆန်းရှင်လျက်ဖွားမြင်တော်မူခဲ့ပါရဲ့ဗျာစဉ်းစားပါဘေဝနာလေလားဖျားလောင်းတော်ဖွားမြင်တော်မူသောအခါမြည်သည့်နက္ခနှင့်ရှင်၍ဖွားမြင်ခဲ့ပါသည်ဝိတာခနက္ခပါဗျာမေခွန်းနံပါတ်3အရှင်ပိလိန်ဒဝဆမထေသည်မြည်သည့်အရာ၌ဧတတဲ့ဘွဲ့ရရှိခဲ့ပါသည်ဖြေပါမေခွန်းလေးပြန်မေးပြပါဗျာအရှင်ပိလိန်ဒဝဇမထေသည်မြည်သည့်အရာ၌ဧတရက်ဘွဲ့ရရှိခဲ့ပါသည်ဖြေပါနတ်တို့ရှိခင်ချင်းဧတကဘွဲ့ကိုရရှိခဲ့ရပါဗျာရသော်ဘုရားရှင်သည်9ဝါမြောက်ဝါကိုဘယ်ပြည်မှာဝါဆိုခဲ့ပါသနည်းကောတံပီပီပါဗျာယေဇမအခရာငါနဲ့ညကိုအသက်အဖြစ်အသုံးပြုရာ၌မြည်သည့်အတန်ထွက်ရမည်နီဖြေပါနာသက်တံပါဗျာနာသက်မေခွန်းနံပါတ်6 38ဗျာမင်္ဂလာတရားတော်လားစိတ်ထားခိုင်ခိုင်ရေးမင်္ဂလာဘယ်နှပါးရှိပါသလဲဖြေပါ4ပါးပါဗျာမေခွန်းနံပါတ်9သီရိလင်္ကာနိုင်ငံတွင်သဘုံပေငတ်မှုခေါင်းပါပေညီမြကြအောင်ခံစားခဲ့ကြရပါသလဲဖြေပါ12နှစ်ကြာပါဗျာရပါပြီ